က်ပြုတ်သွားတာပေါ့တောက်တစ်ခုလုံးပြုတ်သွားတာအဲ့အတွက်ကိုကျွန်မအဲ့ဒီတောက်ရိုက်တဲ့ဆက်ပေါ့နော်လွယ်လွယ်ပြောရလို့ရှင်အားလုံးနားလည်အောင်တောက်ရိုက်တဲ့ဆက်ကโอเคဆက်ရုံမှာဆိုရင်တော့ကျွန်မရှိမှာတစ်ခုပဲရှိမယ်နံပါတ်1ကော်ကွာသွားတယ်ပေါ့ဟိုအပြန်လိုက်ကွာသွားတယ်အဲ့ဒီပြဿနာတော်တော်များများမှာဖြစ်တယ်အဲ့တော့ကျွန်မအဲ့ပြဿနာကိုတကယ်အကောင်းဆုံးဖြေရှင်းတာကျွန်မကော်ကိုတော့တိတိကျကျ import လုပ်ပြီးတော့တွင်းပြီးတော့ကျွန်မသုံးတယ်အဲ့ခါကျတော့အဲ့ဒီဟာဒီဘယ်တော့မှဟိုဒိုရီအခုဒီတက်တန်းနှစ်မှာဟိုစိုးကြီးကွာသွားတယ်ဆိုတော့ feedback တစ်ခါမှမရခဲ့ဘူးအဲ့လိုမျိုးတစ်ခုပေါ့နော်နောက်တစ်ခုကတောက်ပြုတ်သွားတာပေါ့တောက်တစ်ခုလုံးပြုတ်သွားတာအဲ့ဟာကအဲ့အတွက်ကိုကျွန်မအဲ့ဒီတောက်ရိုက်တဲ့ဆက်ပေါ့နော်လွယ်လွယ်ပြောရလို့ရှင်အားလုံးနားလည်အောင်တောက်ရိုက်တဲ့ဆက်ကlocal ဆက်ရုံမှာဆိုရင်တော့ကျွန်မရှိမှာတစ်ခုပဲရှိမယ်ကျွန်မလုံးဝခင်မီဆက်တစ်ခုနဲ့ရိုက်တယ်ကျွန်မအဲ့ဒါလေးတွင်းထားတယ်ပေါ့နော်အဲ့ဟာဒီအဲ့ဒါလဲကျွန်မဒီ market survey လုပ်ပြီးတော့ပဲဖက်နက်တွေပျက်စီးရင်ဘယ်လိုနည်းနဲ့ပျက်စီးလဲဆိုတဲ့ပုံမှာကြည့်ပြီးတော့အဲ့ဆိုလို့ရှိရင်ဘယ်လိုဖြေရှင်းမလဲပေါ့ဒီ local မှာဒီလိုပုံစံမျိုးပဲသွားကြတယ်ဒါဆိုနိုင်ငံတကာဟာတွေကဘယ်လိုလုပ်ကြရလဲဆိုတဲ့ပုံမှာတည်ပြီးတော့ကျွန်မအဲ့ဒီမှာဒီဆက်နဲ့ဒီလိုမျိုးဆိုရင်တော့မဖြစ်ဘူးဆိုတဲ့ပုံမှာတွေ့တိုင်းတဲ့ခါကျတကယ်လည်းမဖြစ်ဘူးဒိုရီမှာတခါမှတောက်ကအဲ့လိုမျိုးကွာလဲဆိုတော့ရှားတယ်ပေါ့နော်မဖြစ်ဘူးဒါပေမဲ့တခုရှိတယ်ဘာလဲဆိုတော့ကျမတို့မှာမီးလာမီးပြက်အရန်လေဟိုဒီချိန်ကနေဒီချိန်မီးလာမယ်ဆိုမှရုတ်တရက်ပြတ်သွားတယ်ပါညာရှိတော့တောက်ရဲ့အောက်မှာခွာလေးဟိုအဖုံးလေးပေါ့နော်မြင်အောင်ပြောရလို့ရှိရင်အဖုံးလေးရှိတယ်အဲ့အဖုံးလေးပြုတ်ထွက်တတ်တယ်အဲ့ဟာကအဲ့ဒီပြဿနာလေးတော့ကျွန်မမိနစ်တုန်းကတော်တော်ရင်ဆိုင်ရတယ်အဲ့ဒါကဘာလဲဆိုတော့ဒီခွာရိုက်တဲ့အချိန်မှာဆက်ထဲကိုထည့်လိုက်တဲ့အချိန်မှာရုတ်တရက်မီးပြတ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီခွာတိချာမကတ်ဘူးဒါပေမဲ့အပြင်ထွက်လာတဲ့ဂျူစီမှာဒီဟာကိုဂျူစီကြည့်လိုက်တဲ့အချိန်မှာတရံချင်းတော့ကျမတို့ဂျူစီကြည့်တာပဲဂျူစီကြည့်လိုက်တဲ့အချိန်မှာဘယ်အတန်းကဘယ်အချိန်မှာမီးပြတ်သွားလဲဆိုတာအဲ့ဒါကျမတို့မသိလိုက်ဘူးပေါ့နော်ဒါပေမဲ့ဂျူစီမှာလည်းဒါဒီခွာလုံးဝကွက်တိပဲပြန်ကြည့်ရင်လုံးဝအဲ့ဒီပဲဆိုတဲ့အခါကျတော့အဲ့မှာဒါပေမဲ့ဒီအန်ယူဇာလက်ထဲရောက်သွားတဲ့ခါကျတော့စီးလိုက်တဲ့အချိန်ကျမှအမကြီးခွာဒီလိုဖြစ်သွားကျန်တာအကုန်အကောင်ခွာဒီလိုဖြစ်သွားတယ်ခွာမွားသွားတယ်ခွာလေးကကွာသွားတယ်ဆိုအဲ့ဒါမျိုးတွေကြတော့အဲ့ဒီ feedback တွေကိုကြတော့ကျွန်မအဲ့ဒီ quality နဲ့ပတ်သက်တဲ့ဟာကိုကြတော့ကျွန်မချက်ချင်းအားဆိုလို့ရှိရင်လုံးဝတရံအစားချက်ချင်းပို့ပေးတာကျွန်မမှာ stock မရှိတော့ဆိုရင်တော့ငွေလုံးဝအပြည့်ပြန်အန်တာအဲ့ဒါလုပ်ပေးတယ်ပေါ့နော်ဒါပေမဲ့အခုဒီနှစ်မှာအဲ့ဒီပြဿနာကိုလည်းကျွန်မဟိုလုံးဝဟိုလျှက်စမီနဲ့မလုပ်တော့ဘဲနဲ့မီးစက်နဲ့ပဲလုပ်တဲ့နည်းနဲ့ဖြည့်ရှင်းထားတယ်အဲ့လိုမျိုးဟုတ်ကဲ့